မင်္ဂလာပါရှင် AR မြို့အကျွန်းပေါ်မြို့သားများပြည်နယ်ကောင်စီရဲ့ခင်မောင်းတန်မီဒီယာကပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ပြီးခဲ့တဲ့ဘက်ကကျမတို့ AR မြို့အကျွန်းပေါ်မြို့သားများပြည်နယ်ကောင်စီရဲ့ထွေထွေတွင်းရေးမှူးရဲဘော်အောင်မိုင်းနဲ့အင်တာဗျူးစီစဉ်ပထမပိုင်းကိုတင်ဆက်ခဲ့ပါတယ်ဒီကနေ့မှာတော့ကျမတို့ဆရာဦးအောင်မိုင်းကိုဒုတိယပိုင်းအင်တာဗျူးစီစဉ်နဲ့ပြန်လည်မေးမြန်းတင်ဆက်သွားမယ့်စီစဉ်ပဲဖြစ်ပါတယ်ရှင်မင်္ဂလာပါဆရာရှင်ဟုတ်ကဲ့ပါဗျာမင်္ဂလာပါဗျာဆရာအနေနဲ့အချိန်ပေးဆွေးနွေးဝင်ပြုတဲ့အတွက်ကျမတို့ခင်မောင်းနယ်မီဒီယာမှကျေးဇူးထူးတင်ရှိပါကြောင်းပြောကြားလိုပါတယ်ဆရာကျမပထမဆုံးသိကျင်တဲ့မိကုန်းကတော့လေကျမတို့လူလူကြားမှာဒီကနေ့သိလို့တဲ့စီးရေးနဲ့ပတ်သက်တဲ့မိကုန်းတစ်ခုဖြစ်ပါတယ်ဆရာကျမတို့တော်လှန်ရေးအင်အားစုတွေမှာလည်းဒီမိကုန်းရဲ့အဖြေကိုသိလို့နေကြရတယ်ပေါ့နော်အဲ့ဒါကတော့ဒီကနေ့မှာရန်သူကနေရာတော်တော်များများကိုထိုးစစ်တွေပြန်ပြီးတော့ဆင်နေတယ်တချို့မျိုးတွေကိုလည်းပြန်ပြီးတော့သိမ့်ပိုက်နေတယ်ဆိုတဲ့ဥစ္စာကိုလည်းကျမတို့ကြားသိနေရတယ်ပေါ့နော်ကျမတို့တော်လှန်ရေးအင်အားစုတွေဘက်မှာတော့အာရခတက်တော်တစ်ခုပဲစစ်ရေးဘက်မှာထိထိရောက်ရောက်လှုပ်ဆောင်နေတယ်အောင်မြင်နေတဲ့ဥစ္စာကိုတွေ့ရတယ်ပေါ့နော်ဆိုတော့ကြံတဲ့တက်တွေရဲ့အခြေအနေကိုကြည့်ရတာတစ်ခုခုအဆင်မပြေဖြစ်နေတာများလားဆိုတာလည်းတွေ့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဆရာအနေနဲ့ရှင်းပြပေးစီချင်ပါတယ်ရှင်အခုဆရာမမေးတဲ့မေးခွန်းကိုကျွန်တော်အနေနဲ့ပြောရရင်ဒီလိုဆုံးပြောချင်တာကကျွန်တော်တို့ကပြည်သူ့ပြောက်ကြားစစ်တင်ကားဗျူဟာဆိုတာကျွန်တော်တို့ဒီတော်လိုင်းရေးတာကိုရွေးချယ်လိုက်တာဒါဒီတော်လိုင်းရေးအောင်မြင်ဖို့ဒီပြည်သူ့ပြောက်ကြားစစ်တင်ကားဗျူဟာနဲ့မှအောင်မြင်မယ်ဆိုရဲဂျင်မန်ချင်တယ်ကျွန်တော်အားလုံးရွေးချယ်တယ်ကျွန်တော်တို့ချင်းပြောရရင်တော့အဲ့ဒီရွေးချယ်မှုမှန်တယ်လို့ကျွန်တော်ပြောချင်တယ်ခဏဒီကျွန်တော်တို့တော်လိုင်းရေးလုပ်တယ်ဆိုတဲ့ခါကျတော့တော်လိုင်းရေးမှာဘယ်တင်ကဗျူဟာနဲ့ဆိုတဲ့တင်ကဗျူဟာရွေးချယ်ရှိပါတယ်ကျွန်တော်တို့ကပျောက်ကြားစစ်ဖြစ်တယ်တော်လိုင်းရေးဖြစ်တယ်အဲ့တော့ဤသူပျောက်ကြားစစ်တင်ကဗျူရွေးပါတယ်ဒီမှာဤသူပျောက်ကြားစစ်တင်ကဗျူဟာဆိုတာအပိုင်း၃ပိုင်းရှိတယ်ဆရာမအပိုင်း၃ပိုင်းဆိုတာတစ်ခုကပြည်သူပေါ့နောက်တစ်ခုကပျောက်ကြားပေါ့နောက်တစ်ခုကတင်ကဗျူဟာအဲ့ဒီအပိုင်း၃ပိုင်းကိုဆက်ဆက်ပြီးတော့မှဤသူပျောက်ကြားစစ်တင်ကဗျူဟာဆိုတာကျွန်တော်တို့ရေးဆွဲတဲ့ဒါကကျွန်တော်တို့ရေးဆွဲတာမဟုတ်ပါဘူးဟိုတော့တွေကတော်လိုင်းအဆက်ဆက်မှာဒီရေးဆွဲခဲ့တဲ့ကောင်းဆောင်တွေရှိပါတယ်တော်လိုင်းမှာဒီပျောက်ကြားစစ်နဲ့ပြည်သူပျောက်ကြားစစ်နဲ့တိုက်ပွဲကိုပြီးအောင်မြင်ခဲ့တာလည်းရှိပါတယ်ဒီဘဝနေမှာဒီပြည်သူပျောက်ကြားစစ်တင်ကားပြီးအောင်ကျွန်တော်တို့ကလက်ခံကျင့်သုံးလိုက်တာဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော်တို့ပြောချင်တာခုနကကျွန်တော်ပြောတဲ့အပိုင်းတစ်ပိုင်းကို၃ပိုင်းရှိတာအဲ့တော့ပျောက်ကြားစစ်ကိုပြည်သူတွေရဲ့အားကိုးမှုပြည်သူကိုအားကိုးပြီးတော့ပြည်သူတွေအားနဲ့တင်ကားပြီးတော့ရေးဆွဲမှာရေးဆွဲပြီးဒီစစ်ကိုအနိုင်တိုက်တာအဲ့ဒါပြည်သူ့ပြောက်တာစစ်တင်ကားပြီးရွာရဲ့အနှစ်သာရပါအဲ့တော့ဒီမှာဘာဖြစ်လာလဲဆိုတော့အပိုင်းတစ်ပိုင်းနဲ့တစ်ပိုင်းပေါ့နော်ပိုင်း၃ပိုင်းရှိတယ်၃ပိုင်းမှာတစ်ပိုင်းနဲ့တစ်ပိုင်းကျွန်တော်တို့ပြောမယ်ဆိုရင်ဆက်ဆက်မှုတွေရှိတယ်တချို့ဟာတွေကျတော့ဘာဖြစ်လဲဆိုတော့စမိုင်းတွန်းကန်မှုတွေရှိတယ်အတွင်းပြိပခါတွေရှိပါတယ်ဒီအပိုင်းတစ်ပိုင်းနဲ့တစ်ပိုင်းကြားမှာဟိုကအဲ့ဒါရှိပါတယ်ဒါကိုကျွန်တော်တို့တက်ကတော်လိုင်းရဲဘော်တွေအားလုံးပေါ့နောက်ကတော်လိုင်းတက်ရဲဘော်တွေကိုဥဆောင်နေတဲ့ဥဆောင်တဲ့ခေါင်းဆောင်တွေအားလုံးပေါ့ဒီဟာကိုတော့သိထားဖို့လိုတယ်ဒီပြည်သူပျောက်ကြားစေတင်ကဗျူဟာရဲ့အားသာချက်အန်ချက်ရှာတတ်ဖို့လိုပါပေါ့အဲ့ဒါတော့အတွင်းပြိပခါဆိုတာဒီခဏပေါ်နေရတာပါပဲအတွင်းပြိပခါတွေရှိနေပါတယ်အဲ့တော့စမိုင်းကျွန်တော်တို့ဒီနေ့ကတော့အပြုသဘောနဲ့ဆွေးနွေးခြင်းတယ်ဗျဘာကြောင့်အပြုသဘောနဲ့ဆွေးနွေးခြင်းလဲတိုင်းပြည်ကလည်းအခုဒီလိုဖြစ်နေတော်လိုင်းကြီးကလည်းအဲ့လိုဖြစ်နေတချို့တွေကလည်းမတိုက်တဲ့လိုဖြစ်သွားပြီတချို့တွေကလည်းတိုက်တော့တိုက်တယ်ထိတိရောက်တွေမတိုက်နိုင်ဘူးထိရောက်တိုက်နေတဲ့အင်အားတွေကလည်းတိုက်တယ်ဘာကြောင့်ခိုင်းဆိုရင်ဟိုတစ်လုံးနဲ့နှစ်ကုန်နဲ့တိုက်လိုက်တာအခုထိတိုက်တယ်မပန်းစစ်မပန်းမရဲကိုတိုက်နေတာတော်တော်ချီးကျူးဖို့ကောင်းတယ်အတွေ့အကြုံကိုလည်းကောင်းတယ်ဒီကောင်းဆောင်ရဲ့ဒီရဲ့ဦးစီးမှုဒီကောင်းဆောင်ရဲ့တင်နာပြူဟာဒီကောင်းဆောင်ရဲ့ဒီအရက်ကလမ်းစဉ်အရက်ကလမ်းစဉ်ဆိုတာအများကြီးပြောနေကြတယ်ကျွန်တော်ရခိုင်မှာလမ်းဟိုစစ်တပ်ပဲလမ်းစဉ်မရှိဘူးမှားပါလားအရက်ကလမ်းစဉ်ဆိုတာနှစ်ပေါင်းယာချီရှိနေပါဒီအရက်ကလမ်းစဉ်ဆိုတော့ခဏအရက်ကတက်မတော်တက်တော်ရဲ့လမ်းစဉ်ပါပဲကျွန်တော်တို့ဒီလိုပဲပြောချင်ပါတယ်ဒါကြောင့်အရက်ကတက်တော်ကလည်းသူ့ရဲ့လမ်းစဉ်ရှိပါတယ်ဒီလိုတော့ကျွန်တော်ပြောအောင်ဖြစ်ပါတယ်လို့ကြွထင်တယ်လေအဲ့တော့ကျွန်တော်တို့ကရောချူဝါဒပြောတဲ့သဘောတရားတစ်ခုကျွန်တော်ပြောချင်တယ်ဒီပါလေဇမရဲ့အဲ့ဒါပါလဲဆိုတော့ဒီ
ဒီတော်လှန်ရေးတစ်ခုလုပ်တဲ့အခါခုနပြောတဲ့ပြည်သူဆိုတာလူထုပေါ်ဆက်ပိုင်းဒီလူထုကိုယ်တိုင်ကဒီတော်လှန်ရေးလူထုတော်လှန်ရေးဖြစ်တယ်ဆိုတာကိုလူထုကိုယ်တိုင်ကယုံကြည်ရမယ်ယုံကြည်ဖို့လိုတယ်မယုံကြည်ရင်လည်းယုံကြည်အောင်ကျွန်တော်စီးရုံးအောင်လူထုကဒီတော်လှန်ရေးဘက်မှာရှိမှာကိုကျွန်တော်ကတော်လှန်ရေးအောင်အဲ့ဒါကျွန်တော်တော်လှန်ရေးတကယ်အဓိကကြတဲ့ဟောပါပြောချက်ပါအဲ့တော့ကျွန်တော်ပြီးတော့ဒီနေရာမှာကြည်ဝါရပြောတာလူထုဆိုတဲ့လူထုကလည်းတာဝန်ရှိတယ်ဘာဖြစ်လို့လဲဆိုတော့လူထုကိုယ်တိုင်ကသူတို့လွတ်မြောက်ဖို့တဲ့ဒီတော်လှန်ရေးကိုလုပ်တယ်ဆိုတော့လူထုကိုယ်တိုင်လည်းသိဖို့လိုတယ်သိအောင်လဲကျွန်တော်တော်လှန်ရေးရဲဘော်တွေကသူတို့ကိုပညာပေးရပြောပြလမ်းညွှန်အဲ့တော့ဒီနေရာမှာတေးသေးချာချာကျွန်တော်တို့ခဏဖြစ်နေတဲ့ကိစ္စတွေတော့ဒါအတွေးကိုပြဿနာရှိတာအဲ့တော့ကျွန်တော်ပြောချင်တာလူထုကတော်လှန်ရေးဟာငါတို့အကျိုးစီးပွားပါလို့မထင်တော့ဘူးဆိုရင်ကျွန်တော်တော်လှန်ရေးဆုံးရှုံးမှုတွေအများကြီးရှိနေပါတယ်ဆက်ပိုင်းအဲ့ဒါကျွန်တော်တို့တော်လှန်ရေးသမားတွေတော်လှန်ရေးမှာပတ်သက်နေတဲ့ပုံကိုယ်တွေခေါင်းဆောင်ပေါ့ဗျာအဲ့ဒါတတိထားဖို့ငါတို့လူထုကတော့တော်လှန်ရေးဘက်မှာပဲရှိနေသေးလားပြောတာတော့ဗျာဟို Facebook ပေါ်မှာအဆန်ပေးပြီးတော့ live လုပ်ခိုင်းနေဟောင်းအဲ့ဒါအမှန်လို့ပြောရင်တော့အဲ့ဒါပေါ့ဘူးဗျကျွန်တော်ထင်တယ်လေခဏဒီဟာကြီးကတော်တော်ကြီးကိုရန်သူဘက်ကလည်းလှုပ်ကျွန်တော်တို့ဘက်ကလည်းလှုပ်ခုန NUG ဘက်ကလည်းကြားတယ်သူတို့လည်းပတ်စံပေးပြီးလှုပ်ခိုင်းထားတယ်လို့ကြားတယ်အဲ့တော့သူတို့ NUG နဲ့မတည့်တဲ့ကောင်တွေက YB ဆဲဟာပတ်ပတ်ဆက်ဆက်ဆဲလူကြီးမန်းမသိခလေးမန်းမသိဆဲဘယ်ကောင်းမလဲအဲ့ဒါသူတို့မသိနေတယ်လေဒီလူကြီးရတယ်သူတို့ဒါတွေကမကောင်းပါဘူးရန်သူဆဲတာတော့သိတာရန်သူဆိုတာဘယ်လိုကောင်းနေလဲဆိုတာသိတာဆိုတော့ဒီလူကြီးတွေတော်တော်များများအကြံနေပေးကြတယ်ဗျာဒီမျိုးတော်တော်ရေးပါ9နှစ်လည်းရှိပြီဆိုတော့9နှစ်တွင်းမှာကျွန်တော်တို့မလုံနိုင်တာလည်းရှိပါတယ်မလုံပြနိုင်တာရှိတယ်ဒါအမှန်ပါပဲဝန်ခံရမယ်ကျွန်တော်တို့ပါဝင်ပတ်သက်တော့လည်းလုံနိုင်တာရှိတယ်မလုံနိုင်တာရှိတယ်ဆိုတော့ကျွန်တော်ဝန်ခံတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်အမေရိကမှာသွားပြီးတော့နိုင်ငံတကာညီလာခံလုပ်တဲ့အခါမှာကျွန်တော်စီးပန်နယ်မှာတောင်းယူတယ်ကျွန်တော်အဲ့တော့ဆွေးနွေးတဲ့တောင်းမှုတွေပြောင်းလဲပြောပါတယ် MOD ကသောသုံးကြောင်ဆိုတော့မဟုတ်ပါဘူးဗျာလောက်တာတွေလောက်ပါတယ်မလောက်တာတွေလည်းမလောက်နိုင်ဘူးဒါကျွန်တော်ဒီတိုင်းပြောပါတယ်ခဏဖြစ်နေတာကျွန်တော်တို့ဟို NUG ဆိုးရလဲဘီရိုကရေစီရန်တွေကကြီးလာပြီဗျာလုံးနဲ့ဘီရိုကရေစီရန်တွေကကြီးလာတဲ့အခါမှာဒီမှာဖြစ်တာကျွန်တော်တို့မထိန်နိုင်မသိနိုင်နေဖြစ်ကုန်တယ်ရှိတယ်တချို့ဟာတွေကမမှန်ဘူးဆိုလည်းသိတယ်အဲ့ဒါတွေကိုကျွန်တော်မလုံနိုင်တာတွေလည်းရှိတယ်ဆိုတော့ဒီဘီရိုကရေစီရန်ကြီးကိုကျွန်တော်တက်နိုင်ကြလျှော့ရလိမ့်မယ်လျှော့မယ်ဆိုလို့ချင်းတော့တော်လိုင်းနဲ့တူတဲ့ကိစ္စတွေပေါ်လာနေတယ်ထင်တယ်ဒါတော့ကျွန်တော်တို့ကကိုတထွေးနေတဲ့မီဒီယာမှာပြောသလိုပေါ့အချိန်မနှောင်းပါဘူးအချိန်ကနေတည်ရင်ကနေပြင်ပေါ့ကနေပြင်မယ်ဆိုရင်ကနေကောင်းတဲ့ကိစ္စပေါ့မပြင်ဘူးဆိုရင်တော့ဆမရဲ့မှားပါမယ်ဒါကမိုင်းကိစ္စဖြစ်ပါလိမ့်အဲ့ဒီတော့ဆမရဲ့ဟိုတစ်ခါနည်းနည်းအဲ့ viewer နဲ့ပတ်သက်ကျွန်တော်တို့ကနေနည်းနည်းသိသေးချင်တာလေးတွေရှိတယ်ဆမရဲ့အဲ့ဒါနည်းနည်းတော့အချိန်ရရင်ပြောခွင့်ပြုပါလို့ကျွန်တော်မြစ်ထိုင်ရကမှာလေအခုကဆမရဲ့ဟိုပါကျွန်တော်နည်းနည်းထပ်ပြီးဆွေးနွေးချင်တာလေးရှိပါတယ်ဒီတင်ပါပဲအဲ့ဒါဘာလဲဆိုတော့ကျွန်တော်မဟာဗျူဟာကိစ္စတွေပြောကြတဲ့ခါကျတော့ဆမရဲ့ဟိုကဘာသမိုင်းမှာတော့ဆရာကြီးတွေအများကြီးပဲဗျဒီမဟာဗျူဟာနဲ့ပတ်သက်လို့ရှိရင်လေအဲ့တော့ဘာလဲဆိုတော့မှရှေးဦးစစ်ပဲသမိုင်းခေတ်တုန်းက BC 9လောက်ဆိုဇွန်စုအကြောင်းပြောကြတာပေါ့ဗျာဇွန်စုဆိုတာအဲ့ဒါဆို BC 9လောက်ကပုံကိုလေအဲ့တော့ကမာလက်ဇန်နာတို့သူတို့က BC 300ကျော်လောက်ကပုံကိုလေအဲ့ဒါကဂျင်းစင်ကန်တို့အကြောင်းပြောပြန်တော့ BC 1000ကျော်ပုံကိုဟန်နီဘောတို့အကြောင်းတွေပြောတယ်စီစာတွေအကြောင်းပြောတယ်အဲ့ဒါကြီးက BC 200ကျော်လောက်ကပုံကိုတွေဖြစ်တယ်တော့အလက်ဇန်နာအလက်ခိကိစ္စကြီးရောက်လာတော့လေဒီဆီယာလမိန်တို့ဆာလာဒင်တို့နပိုလီယန်တို့အကြောင်းတွေပြောကြတယ်ပြောတယ်ဆိုတော့ဒါထင်ရှားခဲ့တဲ့စစ်ကောင်းဆောင်တွေအကြောင်းပြောကြတာပေါ့။ဘာကြောင့်လဲဆိုသူတို့တက်ခဲ့တဲ့တိုက်ပွဲတွေလည်းလေ့လာတာပေါ့သင်ယူရတာပေါ့ကျွန်တော်တို့ကလေပြောတာဒါကိုပြောတာဘာလဲဆိုတော့ခဏဖြစ်နေတာလူတွေကလေ့လာပြီးအားနည်းသွားကြအလို့ဒီချုပ်တယ်ပေါ့ဗျာဒါတော့အရင်ကလည်းမလေ့လာခဲ့ဘူးအခုလည်းမလေ့လာဘူးဆိုတော့အသိရတော့အားနည်းသွားပြီလေအခုပေါ်ပြနေတာတော်တော်များများမသိလို့မှားတာနဲ့တိနဲ့မှားတာနှမျိုးတော့မှားနေတာမှားနေကြတယ်တချို့ကမသိလို့မှားတယ်တချို့ကတိနဲ့မှားတယ်တိဆိုတော့အကျိုးစီးပွားရမှားတယ်တချို့ကတော့မသိလို့မှားတယ်အဲ့တော့ဒါကြီးကျွန်တော်ပြောချင်တာဥပမာဒုတိယဝါစစ်ရောက်ပြီဆိုတော့ဆမိုင်းအိုင်ပြအောင်ဝါတို့ဟုတ်လားနောက်တော့မောင်ကွန်မာရီတို့ဝုံမဲတို့ပေါ့ဆမိုင်းနောက်တော့ဘက်ကဆိုပုံမိုးတွေဆက်တို့ဝဲကက်စရိုတို့အချီဝါရာတို့မော်စီတုံးတို့ပေါ့ဗျာသူတေးတို့လင်းပြောင်းတို့အဲ့ဒါတွေကလည်းဘာလဲဆိုတော့ကမ္ဘာစစ်သမိုင်းမှာသူတို့ကလည်းကြောကြားတယ်ဆမိုင်း
ဘာကြော်ကြားလဲဆိုတော့သူတို့ကိုယ်ပိုင်စစ်မှာပြီးတော့လည်းကိုယ်ပိုင်တိုက်တာအဲ့ဒီပုံကိုကြီးကသူတို့ကိုယ်ပိုင်စစ်မှာပြီးတော့ထွင်ပြီးတော့သူတို့တိုက်တာပြောမယ်ဆိုရင်သူတို့လေးလာပြီးအဲ့ဒီလောက်ရှိတယ်ဆိုတော့ကျွန်တော်ပြင်ပြတာဖြစ်တော်လန်ရေးတစ်ခုကိုဆင်နွှဲတယ်ဆိုတဲ့ကောင်မှာတော်လန်ရေးခေါင်းဆောင်တွေကဘယ်လောက်လေ့လာရတယ်ဘယ်လောက်သိသိချာချာဟိုအလုပ်ပါလဲဆိုတော်တော်ကိုဟိုပြောရမယ်ဆိုရင်တော့ဗျာအတူစံကောင်းပါတယ်မော်စီတုံးဆိုရင်မော်စီတုံးရဲ့ chance ချဆိုတဲ့ကြပြလေးကိုကျွန်တော်ဘာသာပြန်မှုတယ်သူကအင်္ဂလိပ်လိုဟာကိုကျွန်တော်ဘာသာပြန်မှုတယ် chance ချဆိုတာမော်စီတုံးမိုးရတယ်အဲ့ဒီမော်စီတုံးမိုးရမှာမော်စီတုံးအဲ့မိုင်ရှိတောင်ပြေးလာတယ်ပြီးတော့သူ့မိုးရရောက်တော့ပြန်တိုက်ဖို့ကစားဘူးအဲ့ဒီမှာစဉ်းစားသူပြောတဲ့တိုင်စဉ်းစားတဲ့အခါမှာဒီကြပြလေးကိုကောက်ကြည့်လိုက်တယ်ဒါမော်စီတုံးရဲ့ကြပြဒီတော့ပဲရှိတယ်ဆိုလို့ကျင်တာဒီခေါင်းဆောင်တွေကနှလုံးသားအရာဟောဒီရုပ်ပိုင်းဆိုင်ရာအရာဟောကိုယ့်ကိုတောင်တင်းအောင်လုပ်ကျွန်တော်စဉ်းစားကြည့်လေသူမှရှစ်တောင်ပြေးလာတဲ့ခါမှာသူတက်တော်တော်များကြာပြီးတေသွားကြတယ်လေတေပြီးလူနည်းနည်းပဲကြံတယ်အဲ့ဒီခါမှာလူတွေကတေးကြီးနေတဲ့လူကအဲ့လိုဟာတွေကြုံနေရတယ်အခါမှာသူစဉ်းစားတယ်ဘာလို့မလဲငါလူလည်းသေးနေဒီကနေ့ငါတယောက်အဲ့တော့သူစဉ်းစားတယ်ငါဆက်ကိုလုံးအောင်မွေးမရမချင်းတိုက်ရောက်တယ်အဲ့ဒီစိတ်တက်ကဒါမော်စီတုံးကျွန်တော်တို့ခေါင်းဆောင်တွေပေါ့ဒါကျွန်တော်တို့ခေါင်းဆောင်မဟုတ်ပါဘူးကျွန်တော်တို့ကဘေးကပြည်သူလူထုဒါတော့ကျွန်တော်ခေါင်းဆောင်တွေအဲ့လိုစိတ်ဓာတ်မျိုးတွေရှိနေချင်းအဲ့လိုစိတ်ဓာတ်တွေရှိမှလဲကျွန်တော်တော်လန်ရေးတခုကိုအောင်မြင်လို့လုပ်နေမှာခဏကတော်လန်ရေးလို့နိုင်ငံရေးလို့ဖြစ်နေတဲ့ကိစ္စဖြစ်တယ်ပုံမှန်လေးတော့ဒါဝေဖန်မှာတော်လန်ရေးဆိုတော်လန်ရေးလို့နိုင်ငံရေးဆိုနိုင်ငံရေးလို့လိုက်နိုင်ငံရေးလို့မှဆိုရင်ဟောအပြည့်ရဲ့စေးဘာညာပုတ်အဲ့ဒီအရာရှုပ်တယ်ကိုလုပ်ခဲ့ရှိတယ်လုပ်လို့ရတယ်နိုင်ငံရေးကိစ္စကိုပါတီကိစ္စလုပ်မယ်လုံးပုတ်ကိစ္စပါတီကိစ္စဒါမှမဟုတ်ကျွန်တော်တို့ကနိုင်ငံစစ်လက်နက်ကင်တိုက်ပွဲနဲ့တိုက်မယ်ဆိုစစ်နိုင်တိုက်ဖို့ခဏအရေးကြီးတာစစ်နိုင်တိုက်စစ်နယ်ကိုတိုက်ပြီးဒီစစ်အုပ်စုဒီမင်းအောင်အတိုင်းဝဲကိုရအောင်ကျွန်တော်တို့ကတိုက်ထုတ်လိုက်မှာကျွန်တော်ပြည်တွင်းငြိမ်းရမယ်ကျွန်တော်လူလုံးဆိုတော့ဒီဟာဒီလိုစမရဲ့ပြဿနာတွေကလေ့လာတယ်စစ်ဗျူဟာတွေလေ့လာတယ်ဥပမာဆိုတော့ cloud voice ဆိုတာမျိုးပေါ့1900လောက်ကရေးတာနော်လစ်တဲ့ဟာဆိုတော့ तू 1400လောက်မှရေးတာဥပမာစစ်ပါလို့ရေးတယ်အဲ့သူတို့ရေးရကျန်းနေနိုင်ရေးတာအဲ့ကျန်းနေနိုင်ပြီးကိုတိကျင်တော့ကျန်းနေတော့ဖတ်ဖို့လေ့လာဖို့လို့ကျွန်တော်ခေါင်းဆောင်ကြီးအခုဖြစ်နေကြဘာမှလည်းမဖတ်ဘူးဘာမှလည်းမသိဘူးပဇာလေးရှိရပြောတယ်နောက်ဆုံးသူများပြောတာကိုကိုကလိုက်ပြီးအကောင့်ထင်တယ်ဒီကြားလည်းပြောတဲ့လူတွေကလည်းခုနလိုပေါ့ဟိုအနောက်ကလူတွေကလည်းနောက်ကပညာရှင်တွေအဲ့လာပြောတယ်အရှိရရှင်တွေအဲ့လာပြောတယ်အနောက်ကပညာရှင်တွေပြောတာရှင်းရှင်းလေးရဲ့နောက်မှတော်လာရေးမရှိဘူးအနောက်မှာသူကနောက်တိုင်းစစ်ဖွဲ့ထားတာရှိတယ်အဲ့တော့နောက်တိုင်းစစ်တပ်တွေထောင်းပြီးတိုက်အဲ့လိုတိုက်ခဲ့ကြတာလေဒါကျွန်တော်ပြောချင်တာအဲ့တော့ပျောက်ကြားစစ်နဲ့ပတ်သက်ပြီးလို့ရှိရင်ကျွန်တော်အများကြီးလေ့လာပါတယ်ဆမရဲ့ကျွန်တော်တွေလေ့လာခဲ့နှစ်ပေါင်း30ကျော်တိုက်ပွဲတွေပါလေဟိုမှာလီနင်လိုဟာမျိုးလီနင်ပျောက်ကြားစစ်ကိုရေးခဲ့တယ်အင်ဂျယ်လိုဟာမျိုးချီဝေဝါရာကက်စတိုမော်စီတုံးပေါ့ဒီပုံကိုကြတော့ပျောက်ကြားစစ်ကိုတက်ပျောက်ကြားစစ်ကိုသူတို့ရေးတယ်အဲ့ဒီသူတို့ရေးတဲ့ဟာနဲ့သူအောင်မြောင်တိုက်ပျောက်ကြားစစ်ကျွန်တော်တို့ခေါင်းဆောင်ကြီးကပျောက်ကြားစစ်ရေးကြမလို့ပါဘူးအဲ့လောက်လည်းသူရေးနိုင်လို့သိပါတယ်ဒါပေမဲ့လေ့လာမှာတော်လိုင်းတစ်ခုအောင်မြင်မှုဆိုတော့ဒီဟာတွေလေ့လာမှဖြစ်မယ်ဆိုတော့ကျွန်တော်ပြောပြတယ်အဲ့ဒါတော့အရေးကြီးတယ်ဆိုပြီးကျွန်တော်ဒီလိုဘောနဲ့ပြောတာကျွန်တော်တို့တွေကဘာတောင်းပါအဲ့ဒါကြီးမလို့ပါဘူးကျွန်တော်တို့လူတို့ကလွတ်ကိုလွတ်မြောက်အောင်မယ်ဒီစစ်ကိုနိုင်အောင်တိုက်အောင်မယ်ဆိုတဲ့စိတ်နဲ့တင်ပြနေတာဖြစ်တယ်အဲ့တော့ဟိုပြောမယ်ဆိုတော့ဆမရဲ့ဒီကုန်းချုပ်ပြောမယ်ဆိုတော့တင်ယူမှုတွေကိုကျွန်တော်လုပ်လို့ပါမယ်တေချာတာဒီတော်လန်ရေးကာလနယ်ပယ်တော်လိုင်းနယ်ပယ်အဝန်းဝဲမှာရှိတယ်ကျွန်တော်ရဲဦးတွေအမြင်နားတယ်ဘူးဘာလဲဆိုကျွန်တော်တို့တွေတက်ဖွဲ့တော့မဲလန်တက်တဲ့လူတိဆောက်မယ်ဆိုပြီးတော့အမေရိကန်တက်ကိုတော်တော်အားကြကြအဲ့ဒီစတက်ဖွဲ့တော့လေကျွန်တော် PLBDF ရဲဘော်တွေရှိတယ်အဲ့ဒါကို PDF ဆိုပြီးဟိုကျွန်တော် CRPH ပေါ်လာတယ် NUG ပေါ်လာတယ်ပေါ့ NUC ပေါ်လာတယ်အဲ့ဒါ PDF ဖွဲ့တော့ PDF ဖွဲ့တဲ့အခါမှာကျွန်တော်အတွေးပေါ်တိုက်ပွဲ2ရက်ရှိတယ်အဲ့ဒါဆမတို့လည်းကျွန်တော်ပြန်ပြောအောင်ဘာပြောမလဲတော်လန်ရေးကာလမှာတော်လန်ရေးလို့လုပ်ရင်တော်လန်ရေးတက်တခုတီထောင်မလားဒါလို့စစ်တက်တက်ထောင်မလားဆိုတော့ဒါဆမတို့ဒီကိစ္စကိုဟိုမတိသေးလို့တိဖို့ကြောင့်တင်ပြတာဖြစ်တယ်လူထုတွေလည်းတင်ပြတာဖြစ်တယ်အဲ့တော့ဘာဖြစ်လဲဆိုတော့အဲ့ဒီကာလမှာထင်ကြီးတာအနောက်ကိုထင်ကြီးတယ်အနောက်ကိုထင်ကြီးတော့ဘာဖြစ်လဲတက်ထောင်အစိုးရထောင်နဲ့တက်ထောင်နဲ့အမေရိကန်တက်ကရှင်းတယ်လေဆံမလဲတည်သားပဲအမေရိကန်တက်မှာအသိမယ်လေလို့တက်ထဲကိုတိုင်းတနက်ရှိတယ်ရိတ်ကာရှိတယ်ယူနီဖောင်းရှိတယ်ဗျူဟာရှိတယ်ဘယ်ကိုသွားတိုက်တယ်ဘယ်မှနေလို့နေအသိကြီးပဲသွားရင်သွားလီမန်နဲ့သွားတယ်တော်လိုင်းတက်လေ
အနမ်းမရှိဘူးအပြည့်စုံကြည်တမ်းမရှိဘူးယူနီဖောင်းကဖေမောင်းနေအဲ့လိုနေပြီးကျွန်တော်တို့ခေတ်လေအဲ့လိုတက်ခဲ့ဆံပိုက်လွယ်ပြီးတက်ခဲ့တာခုကြအဲ့လိုမဟုတ်ဘဲနဲ့တက်တဲ့ဆိုရန်ဟိုကပေးရပြီတက်ပစံဟိုတက်လက်သာဟိုကမျိုးပေးလက်သာတော့မဟုတ်ဘူးအသေးဆုံးဟိုကမျိုးပေးရပြီအဲ့တော့ဘာဖြစ်လာဆိုတက်တဲ့နဲ့ကြားမှာပွဲပြင်းလာပွဲလာအဲ့တော့ကျွန်တော်မြင်တာNUG ကလည်းပစံဟို fundraising လုပ်ရှာနေတာလေဘယ်ရဆယ်လီစီရလည်းတောင်းရတယ်ဘယ်ကတောင်းဒီမှာလိုးနေတာဟုတ်တော်လိုင်းဆိုတာများတော့အပြင်ဒီအဲ့လိုမဟုတ်ဘူးဆိုနောက်ကနေအင်အားတစ်ခုနဲ့တော်လိုင်းလို့ဖြစ်တယ်ဘယ်တော်လိုင်းဖြစ်ဖြစ်အဲ့ဒီတော်လိုင်းမျိုးကျွန်တော်မလုပ်နိုင်ဘူးနောက်ကအင်အားတစ်ခုနဲ့လုပ်ရတာအဲ့တော်လိုင်းမလုပ်ရတဲ့နေတော့ဘာဖြစ်လို့ဆိုတော့သမရပတ်စံရောကျန်တာရောကိုယ့်အကူရှာတာဖြစ်တားခက်ခဲNUG ကိုကျွန်တော်တားခက်ခဲဒါမှမဟုတ်သူတို့ရဲ့ policy တွေကအောက်ပြတကယ်လို့ policy မအောက်ဘူးကျွန်တော်ကတော့မှအဲ့လမ်းကြောင်းမယ်ကဘာကြီးကဟို order နှစ်ခုပဲရှိတယ် order တစ်ခုနဲ့စီးပြီးလုပ်ဖို့ရှိတယ်တော်တော်လေးဒါကိုပြောရတာဟိုအမေရိကန်မကူဘူးဒါမျိုးတော့မဟုတ်ဘူးအမေရိကန်ကူကိုပဲကျွန်တော်တို့အာဖဂန်နဲ့ရုရှားနဲ့စစ်ဖြစ်တယ်ဆံမရဲ့အဲ့တော့0ပါဘူး operation တစ်ခုလုပ်တယ်အာဖဂန်ကလူတွေကဒါဆိုလေဟိုဟာဖြစ်အောင်ကျွန်တော်ဥပမာလေးပြောတာအာဖဂန်ကလူတွေကရုရှားဟက်စကီတွေလာပြီးပြေးတာပဲလေဘာဖြစ်လို့ရုရှားဟက်စကီကိုကျွန်တော်တို့ပြန်ပြစ်လို့မရငိုကြတယ်ရုရှားဟက်စကီတန်ကြရင်အာဖဂန်တွေငိုရောလေချောင်းရုရှားကိုခဏမှလည်းရုရှားတွေကသွားပြီးအာဖဂန်မှာပုံကြတယ်အနိုင်ကျင့်တယ်ဆိုပြစ်ပြောင်းဖြစ်ကအဲ့တော့ဘာလို့လဲဆိုတော့အမေရိကန်မှာအောက်ဟိုဟာလေလွတ်တော်မှာပေါ့ဒီကဘယ်လိုကပါကျွန်တော်သိတယ်ဝီလီယံတင်တယ်သူကဦးပြီးဒီကိစ္စတော့ငါတို့မဖြစ်ဘူးဝိကောကပူမဖြစ်မယ်အဲ့တော့အဲ့ဒီအာဖဂန်နစ္စတန်ရဲ့ဘတ်ဂျက်ဘလောက်ပေးပါဆိုတော့တောင်း0ဘလောက်လို့အဲ့ဒီစီမံကိန်းနဲ့အာဖဂန်ကိုသူ့ကိုယ်တိုင်သွားပြီးတော့ red eye ဒီစင်ကားတွေသွားပြီးအဲ့ဒီစင်ကားတွေလည်းရအောင်ရုရှားတွေပြေးရတာပဲလေဟိုအာဖဂန်ကောင်တွေလည်းတုတ်တာအသက်ကုန်တုတ်လိုက်ဆိုလိုချင်တာဒီလို G2G တို့ဘာလို့ပါဇက်ကရှောက်ပြောလို့မပြီးသေးဘူးလေ policy ကိုရအောင်ကိုင်ရမှာ policy ရရင် policy ကိုကနေကြံရကြဖြစ်သွားတာပါပဲဆိုတော့ကျွန်တော်တို့တွေစဉ်းစားမှာဒီကောင်လေးလေချောင်းပဲတစ်ခုရှိတယ်အဲ့တော့လေချောင်းကိုကျွန်တော်ကမခံနိုင်ဘူးလေချောင်းတော့ဝယ်ကျွန်တော်လည်းကြိုးစားတာမရဘူးလေ G2G ပေါ့အဲ့တော့ G2G ကိုရအောင်လုပ်တော့ကျွန်တော်ဘယ်လိုစဉ်းစားလဲအဲ့တော့သူက G2G လို့ပြောနေတယ်အာဖဂန်ကျတော့သွားပေးတာပဲလေအမေရိကန် G2G လာခဲ့သူပြီးကျင်တဲ့လူပေးတာပဲကဘာကြီးကပေးနိုင်အောင်လုပ်ဖို့ပဲလုပ်တယ်ဆိုတော့ကျွန်တော်ဒီများတင်ပြတာဖြစ်ပါဘာကြောင့်ဆိုလေချောင်းရကျွန်တော်တို့တားတော့ရောက်နေပြီပြန်ပါရဲ့အဲ့ဒါကိုတင်ပြတာဖြစ်တယ်အဲ့တော့ကျွန်တော်ပြောနေတာကဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ရန်မငွေရှာတဲ့ကောင်မှာကျွန်တော်တို့အတော်များများဟိုပြောနေတာကြီးအဲ့ဒါတော်တော်ခက်တယ်ကျွန်တော်သိမပြောချင်ဘူးအဲ့တော့ဒါတွေအားလုံးကကျွန်တော်တို့တောင်းရှိတဲ့ဒီပုံပေါ်တွေမှာတောင်းရှိပါတော့မဆိုတော့ဆယ်လီလေးပတ်သက်ရှာတယ် NUG နေနဲ့ရှာပြီးတယ်ဒါမှမဟုတ်ဂျာလုံးဘလောက်ပေးပြီးရှာတယ်ဆိုတော့တော်လိုင်းမှာကြားမကောင်းဘူးအဲ့တော့ဆယ်လီရှာတဲ့လူတွေ30ရာလုံးမင်းပြန်တဲ့95လောက်ပေးဆိုတဲ့ဟာကြီးကကျွန်တော်တိတ်တော့မကောင်းဘူးဒါကြေးစားတွေးပေါ်ပဲအဲ့ဒါတွေလည်းရှိတာတော့ကျွန်တော်တို့ကြားရင်ကျွန်တော်တို့ဒီနေသားတွေကမကောင်းတော့ဟိုကျွန်တော်ဆင်မပြောတဲ့ဟာရခိုင်မတိုက်နိုင်တဲ့ကြံတဲ့ဟာတွေကဘယ်လိုဖြစ်နေလဲဆိုတော့ကြံတဲ့ဟာတွေမှာပတ်စံရှားနေရတယ်ကလေးတွေကအခုကလေးတွေကိုလည်းဆင်မကြည့်လိုက် Facebook ကြည့်လိုက်တက်တည်းဒီကနေပြီးတော့ရန်ငွေရှားနေရတယ်မရှိမှမရှိတာဟုတ်အဲ့တော့ NUG လည်းအကုန်လုံးမပေးနိုင်ဘူးသူတို့လည်းဆယ်လီရှာပြီးတဲ့ပတ်စံလေးနဲ့ညှံသုံးနေတာဆိုတာမျိုးပေါ့အဲ့တော့ဘယ်လိုစိတ်နိုင်တယ်စဉ်းစားကြည့်စစ်လို့နိုင်တယ်ကျွန်တော်တို့အတိကိစ္စကိုဟိုလေအဲ့တော့ခိုင်အာရကတက်တော်နဲ့ပတ်သက်တော့အာရကတက်တော်မှာခုနအာရကလမ်းစဉ်ရှိတယ်သူတို့ခိုင်မာတဲ့ယုံကြည်ရှိတယ်ခိုင်မာတဲ့ဥတော်မှုရှိတယ်ခိုင်မာတဲ့ဗျူဟာရှိတယ်အဲ့တော့သူတို့ခိုင်မာညီသူတို့ရဲ့ညီညွတ်မှုကတအားကောင်းတယ်လေအဲ့တော့နိုင်တာဘောစစ်ကိုအဲ့တော့စစ်ကိုကျွန်တော်တိုက်ချင်အဲ့ဒီမှန်ကန်တဲ့စီးလန်းစီး policy ပြီးတော့ရှိတယ်တော့ဆရာမွဲနောက်ကပြဿနာအခုဖြစ်နေတဲ့ပြဿနာစစ်ပဲမတက်ဘူးဟိုလိုလိုက်ပြီးလိုက်ဒီလိုလိုက်ပြီးလိုက်မလို့ရောပြဿနာတွေတက်နေဟိုကပြောတဲ့ကိစ္စဟုတ်လို့ဒီကသူကပြောတဲ့ကိစ္စဟုတ်လို့ဖြစ်နေတယ်ဆရာမဖြစ်နေတော့ငါ့ဘွေရမယ်စာချလို့စစ်တိုက်တယ်ဒီနေ့တော့ကျွန်တော်တို့ခုနပြောတဲ့ဆရာပြောလို့တော့ဒီကောက်တော့လည်းရှိပါတယ်အဲ့ဒါပြင်ရမယ်ပြင်ချိန်ပြင်တင်တယ်ပြင်လိုက်လို့ရှိရင်တော့အကောင်းဖြစ်လာတယ်ပဲအချိန်မနှောင်းပါ
ကျွန်တော်ရန်သူနဲ့ပတ်သက်နိုင်တယ်ကျွန်တော်မှလုပ်တယ်ရှိကျေးဇူးပါဆရာမရဲ့ကျွန်တော်မေးရမေးလုံလောက်ပဲထင်ပါတယ်အဲ့လောက်ဆို ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာအခုလိုပြည့်ပြည့်စုံစုံဖြေကြားပေးသွားတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဆရာ